ကြေပြုံကြောက်ရှင်ဘယ်လိုကုမလဲပေါ့ရှိရင်တော့သူကမှန်ပြောင်းနည်းစနစ်နဲ့ထုတ်ရင်ထုတ်ခွဲပြီးထုတ်ရင်ထုတ်အဲ့ဒီမှာသဲကြေပြုံပြင်သဲကြေအိတ်ထဲမှာလည်းကြောက်တွေရှိနေတယ်တွဲရှိနေတယ်ဆိုရင်တော့တမှန်ပြောင်းနည်းနဲ့ထုတ်ခဲ့ရင်လည်းပြီးရင်ခွဲစိတ်တဲ့နည်းနဲ့သဲကြေအိတ်နဲ့ကြောက်တွေကိုဖယ်ထုတ်ပေးရမယ်သဲကြေပြုံကြောက်ရှိတယ်လို့ယူဆရတဲ့လူနာတွေကိုဘယ်လိုဆက်စစ်ဆေးမလဲဆိုတဲ့အားလေးကိုထပ်ဆွေးနွေးသွားခြင်းနဲ့သဲကြေပြုံကြောက်ကြောင့်ဖြစ်တဲ့လက္ခဏာတွေလို့ယူဆရပြီဆိုရင်မလုပ်မလဲပေါ့နော်အဲဆိုသေချာယောဂရာသွင်းကိုမေးမြန်းမယ်စမ်းသပ်မယ်ပြီးတော့သွေးစစ်ဆေးမှုတွေသေချာလုပ်မယ်အထရာဆောင်းတွေရိုက်မယ်ပေါ့နော်အဲ့ဒီမှာသဲကြေပြုံကြောက်လို့တွေ့တယ်တန်တရားရှိပြီဆိုရင်တော့ CD ဒါမှမဟုတ်တန်လိုက်တဲ့မှန် MRI plus MRCP ဒီဟာတွေဆက်ပြီးတော့စစ်ဆေးပြီးတော့အဲ့ဒီမှာသဲကြေပြုံကြောက်ရှိပါပြီဆိုပြီးတွေ့ရင်တော့မလုပ်မလဲကျွန်တော်ထပ်ဆွေးနွေးမယ်နောက်တစ်ခုအဲ့ဒီ CDMI ရိုက်တာတော့မှပဲသဲကြေပြုံကြောက်ရှိမရှိမသေးကြသေးဘူးပေါ့ဒီလိုဆိုရင်ဘာဆက်လုပ်ရလဲဆိုတော့ကျွန်တော်ရှေ့မှာတင်ပြခဲ့သလို endoscopic ultrasound ဆို EUS အဲ့ဒီမှန်ပြောင်း ultrasound တက်ထားတဲ့မှန်ပြောင်းနဲ့ထပ်ပြီးစစ်ဆေးရမယ်အဲ့ဒီမှာကြောက်ရှိတယ်ဆိုရင်တော့ကုသရမယ်အဲ့ဒါမှမသေးကြသေးဘူးဆိုရင်တော့ endoscopic retrograde cholangiopancreatogram ပေါ့နော် ERCP သဲကြေလမ်းကြောင်းမှန်ပြောင်းလို့ကျွန်တော်တို့အလွယ်သုံးတယ်ပေါ့နော်သဲကြေလမ်းကြောင်းမှန်ပြောင်းသူကတော့တကယ်တော့သဲကြေလမ်းကြောင်းလေးကိုဆေးရည်လေးထိုးကြည့်တယ်မှန်ပြောင်းကနေဆင်းသွားမယ်သဲကြေလမ်းကြောင်းလေးကိုဆေးရည်လေးထိုးကြည့်မယ်အဲ့မှာကြောက်ရှိရဆိုတခါတည်းဆွဲထုတ်လို့ရတဲ့ကုသမှုလုပ်ပေးရမယ်မှန်ပြောင်းကုသမှုပေါ့နော်အဲ့ဒါလုပ်ပြီးတော့ကြောက်တွေ့ရင်ထုတ်ပေါ့ဒီလိုမျိုးအဲ့ဒီမှာသဲကြေပြုံကြောက်ရှင်ဘယ်လိုကုမလဲပေါ့ရှိရင်တော့သူကမှန်ပြောင်းနည်းစနစ်နဲ့ထုတ်ရင်ထုတ်ခွဲပြီးထုတ်ရင်ထုတ်အဲ့ဒီမှာသဲကြေပြုံပြင်သဲကြေအိတ်ထဲမှာလည်းကြောက်တွေရှိနေတယ်တွဲရှိနေတယ်ဆိုရင်တော့တမှန်ပြောင်းနည်းနဲ့ထုတ်ခဲ့ရင်လည်းပြီးရင်ခွဲစိတ်တဲ့နည်းနဲ့သဲကြေအိတ်နဲ့ကြောက်တွေကိုဖယ်ထုတ်ပေးရမယ်တခါတည်းပဲသဲကြေအိတ်ကြောက်ကောသဲကြေပြုံတွေကကြောက်ကောရှင်းအောင်ခွဲထုတ်နိုင်တဲ့အနေအထားတစ်ခုရှိရင်လည်းအဲ့လိုခွဲထုတ်လို့ရတယ်ဒါပေမဲ့အများစုမှာတော့လူနာကသဲကြေပြုံကြောက်လည်းရှိတယ်နောက်တခြားလက္ခဏာတွေလည်းရှိနေလို့ရင်သုံးမှန်ပြောင်းတဲ့တစ်ဆင့်ရင်သုံးထုတ်ပေးရတဲ့အဆင့်ကတော့အများစုမှာပို့လို့ကြတယ်အဲ့ဒီမှာနောက်အချက်တွေရှိတယ်သဲကြေပြုံကြောက်ရှိတယ်အဲ့ဒါအပြင်သူသဲကြေပြုံကြောက်ကကြပြီးတော့လမ်းကြောင်းလေးပိတ်ဆုပ်မှုကြောင့်မုံချိုအိတ်ပါထရောင်တာရှိ biliary pancreatitis လို့ခေါ်တယ်အဲ့လိုအချက်ပါတွဲရှိတယ်ဆိုရင်တော့အဲ့ဒီ pancreatitis မုံချိုအိတ်ရောင်တာကိုလည်းတက်တာအောင်ကုသမှုလေးတွေပေးထားမယ်လူနာတက်တာပြီဆိုတာနဲ့နည်းနည်းတက်တာပြီဆိုတာနဲ့မှန်ပြောင်းကတဆင့်တော်၎င်းခွဲစိတ်ဖယ်ရှားတော်၎င်းအဲ့သဲကြေပြုံကြောက်ကိုဖယ်ထုတ်ရမှာဖြစ်တယ်အဲ့ဒီသဲကြေပြုံကြောက်ပြင်အဲ့ကြောက်ရဲ့ပိတ်ဆို့မှုကြောင့်သဲကြေပြုံမှာရောင်ရမ်းတဲ့လက္ခဏာတွေရှိလာပြီဆိုရင်တော့ထုံနည်း၎င်းပဲအဲ့သဲကြေပြုံရောင်ရမ်းတဲ့ဟာတွေကိုကုသမှုပေးမယ်ခါထဲမှာပဲသဲကြေပြုံတွေကကြောက်ကိုမှန်ပြောင်းနည်းစနစ်နဲ့ဖယ်ထုတ်ဖို့စီစဉ်ပေးရမယ်အဲ့လိုမျိုးကြောက်ကိုတစ်ခါတည်းဖယ်ထုတ်လို့ရရင်လည်းဖယ်ထုတ်ပေါ့နော်တစ်ခါတည်းဖယ်ထုတ်လို့မရဘူးဆိုရင်လည်းစီစဉ်မှုကောင်းအောင်ထောက်ပြုံလေးတွေ stamp လို့ခေါ်တဲ့ထောက်ပြုံလေးတွေထည့်ပေးထားမှာဖြစ်တယ်အဲ့ဒီမှာသဲကြေအိတ်ကြောက်ပါရှိရဆိုရင်တော့သဲကြေအိတ်ကိုပါဖြတ်ထုတ်ဖို့စီစဉ်ပေးရမှာဖြစ်တယ်တိတ်ပြီးတော့အချိန်နဲ့ဆွဲလို့မရဘူးလမ်းကြောင်းပွင့်ပြီးရှင်းပြီးဆိုတာနဲ့သဲကြေအိတ်ကိုတစ်ပတ်နှစ်ပတ်တွင်ဖယ်ရှားပေးနိုင်တာပိုကောင်းတယ်မဟုတ်ရင်နောက်ထပ်ကြလာပြီးတော့ပိတ်နိုင်တယ်အဲ့ဒီမှာအလားတူပါပဲသဲကြေပြုံကြောက်ရှိတယ်သဲကြေအိတ်မှာလည်းကြောက်တွေရှိတယ်ဆိုရင်ဘာဆက်လုပ်လဲဆိုတော့တစ်ဖက်မှာတင်ပြခဲ့သလိုပဲသဲကြေပြုံရောင်ရမ်းတဲ့လက္ခဏာရောရှိလားဆိုတဲ့ပုံမူတည်ပြီးတော့ဆုံးဖြတ်ပေးသွားတယ်ရောင်ရမ်းတဲ့လက္ခဏာတွေရှိရဆိုရင်တော့မှန်ပြောင်းနည်းစနစ်နဲ့အရင်ဆုံးသဲကြေပြုံတွေကကြောက်ကိုဖယ်ထုတ်မယ်ဖယ်ထုတ်လို့မရရင်လည်းစီစဉ်မှုကောင်းအောင်ထောက်ပြုံထည့်ပေးထားမယ်ပြီးမှပဲသဲကြေအိတ်ကိုဖြတ်ပါဆိုပြီးတော့ဒီလိုမျိုးတန်းညွန်ချက်တွေကိုတွေ့ရပါလိမ့်မယ်သဲကြေပြုံ common binded ဆိုတဲ့ပြုံထဲမှာတင်ကြောက်ရှိနေရမှာမဟုတ်ဘဲနဲ့တချို့ကြတော့ intrahepatic biliary stone ဆိုတဲ့သဲတွင်းသဲကြေပြုံတွေမှာပါကြောက်ရှိနေတာရှိနိုင်တယ်အဲ့လိုမျိုးဆိုဘယ်လိုထပ်စစ်ဆေးမလဲပေါ့နော်လက္ခဏာတွေကဒီမျိုးပိတ်ဆို့မှုလက္ခဏာတွေသဲကြေလမ်းကြောင်းစီစဉ်မှုမကောင်းတဲ့လက္ခဏာတွေဒါမှမဟုတ်ရင်ultrasound CD လို့ဓာတ်မှန်တွေမှာအသေးတွင်းပြုံမှာပါကြောက်ရှိရလို့တန်တရားဖြစ်နေပဲပေါ့နော်အဲ့ဒါဆိုရင်တော့ဒီမှာ ultrasound တွေဆက်ရိုက်မယ် CD ဒါမှမဟုတ်တန်လိုက်ဓာတ်မှန်တွေဆက်ရိုက်မယ်ပြီးတော့ရေးကြည့်တာကသဲကြေပြုံမှာကင်ဆာလိုအကျိတ်တွေများဖြစ်နေမလားဆိုတဲ့သွေးစစ်ဆေးမှုတွေဒါတွေစစ်ရမယ်ပေါ့နော်အသေးကင်ဆာလိုအကျိတ်တွေကြောင့်ရောဖြစ်နေလားဒါတွေစစ်ဆေးတင်တာရှိရင်စစ်ရမယ်ပေါ့နော်အဲ့ဒီမှာသေချာပြီးအသေးတွင်း
တဲကြေပြွန်နေမှာပါကြောက်ရှိနေတာကိုတခြားပြီးဆိုရင်တော့ဘာလို့ဒီကထပ်ပြီးတော့ထပ်လိုက်စစ်ရလဲဆိုတော့အသေးတွင်းတဲကြေပြွန်မှာကင်ဆာဖြစ်နေသလား intrahepatic cholangiocarcinoma ဒီဟာနဲ့တွဲတွေ့တတ်တယ်အဲကြောက်တွေကလေအဲ့ဒီတော့အဲ့ဒါကတန်တရားဖြစ်စီရရှိသလားပေါ့ရှိရင်တော့အဲ့ဒီလမ်းကြောင်းတိုင်းဆက်ပြီးစစ်ဆေးကုသမှုလုပ်ရမယ်နော်နောက်တစ်ချက်အဲ့ဒီ CTDMI နေရိုက်တယ်ဒါတောင်မှပဲသိပြီးမသေးကြသေးဘူးဆိုရင်တော့တဲကြေပြုံတွေကိုဓာတ်ရိုက်ကြည့်လို့ရတဲ့မှန်ပြောင်းလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ဓာတ်တွင်ကြဲမသုံးနိုင်သေးဘူးဝင်လင်ပြောရရင်အဲ့လိုမျိုးမှန်ပြောင်းနဲ့ဓာတ်ရိုက်ကြည့်လိုက်တယ်ပေါ့နော်ဓာတ်ရိုက်ကြည့်လိုက်ပြီးတော့အသေးတွင်တဲကြေပြုံမှာပါကြောက်ရှိတာကိုတွေ့ပြီးဆိုရင်တော့သူ့အတွက်ကုသမှုလမ်းကြောင်းသွားရမယ်ပေါ့နော်အဲ့တော့ဘလို့ကုလဲပေါ့အဲ့ဒီတော့ဘာနဲ့စလဲဆိုတော့အဲ့ဒီထွက်ပေါက်ပဲဖြစ်ဖြစ်တဲကြေလမ်းကြောင်းမှာဖြစ်ဖြစ်ကျင်းနေတဲ့နေရာကြီးများရှိနေသလားရှိတယ်လို့တွေ့ရဆိုရင်တော့အဲ့ကျင်းနေတဲ့နေရာကကင်ဆာကြောင့်ကျင်းနေတာလားကင်ဆာမဟုတ်ဘူးလားဆိုတာမျိုးပြန်ခွဲထုတ်ရတယ်ကင်ဆာကြောင့်ကျင်းနေတာဆိုရင်တော့ကျင်းနေတဲ့နေရာကိုစီးဆင်းမှုကောင်းအောင်တဲကြေပြုံစီးဆင်းမှုကောင်းအောင်ချဲ့ပေးမယ်ကြောက်ရှိနေရင်ကြောက်ကိုထုတ်မယ်စီးဆင်းမှုကောင်းအောင် stent ထည့်ပေးမယ်ဆိုတာမျိုးလုပ်ရမယ်ပြီးရင်တော့အဲ့ဒီကင်ဆာကိုကုသမှုအတွက်ထပ်ပြီးစီစဉ်ရမယ်ပေါ့နော်အဲ့ဒီတဲကြေပြုံကတော့ကျင်းနေရတော့မရှိဘူးပေါ့ဒါမှမဟုတ်လေကင်ဆာကြောင့်ကျင်းတာမဟုတ်ဘူးဆိုပြီးတော့တွေ့ရင်တော့အထွက်ပေါက်နေမှာပေါ့နော်အထွက်ပေါက်နေရကကျင်းနေတယ်ဒါပေမဲ့ကင်ဆာတော့မဟုတ်ဘူးဒါမှမဟုတ်လေမကျင်းနေဘူးဆိုတဲ့ဟာမျိုးဆိုရင်တော့ဘယ်တဲကိုဆက်သွားလဲဆိုတော့အသေးအတွင်းမှာရောအသေးအတွင်းတဲကြေပြုံကရောကင်ဆာလိုဟာမျိုးများဖြစ်နေလားပဲဒါနဲ့ပြန်ပြီးတော့ဆုံးဖြတ်ရတယ်ပေါ့နော်အသေးအတွင်းတဲကြေပြုံမှာကင်ဆာလိုဟာမျိုးတွေ့နေရင်တော့အဲ့အတွက်အသီးသန့်ကုသမှုမျိုးကိုသွားရမယ်အသေးအတွင်းတဲကြေပြုံရဲ့ကင်ဆာမရှိဘူးဒီလိုဆိုရင်တော့အသေးကရောသိပြီးတော့စီးဆင်းမှုမကောင်းလို့အသေးရှုံလာပြီလားပေါ့နော်အသေးကျုံလာပြီလားပေါ့ liver atrophy ပေါ့အဲ့ဘက်မှာအသေးကျုံလာပြီအသေးရှုံလာပြီဆိုတာကိုပါတွေ့နေရဆိုရင်တော့အဲ့သိအလုံးမလုံးတဲ့အသေးဘက်ပေါ့နော်ကျုံလာတဲ့အသေးဘက်ကိုတော့ဖြတ်ထုတ်ဖို့ဆိုပြီးတော့လမ်းညွှန်ကြတယ်အသေးကျုံလာမျိုးသိမရှိဘူးဆိုရင်တော့ကြောက်လဲရှိနေတယ်ဆိုရင်တော့ခုန ERCP လို့ခေါ်တဲ့တဲကြေပြုံမှန်ပြောင်းကနေတစ်ဆင့်တဲကြေလမ်းကြောင်းတွေကိုဓာတ်ရိုက်ကြည့်တဲ့မှန်ပြောင်းမှာထည့်ပြီးတော့ကြောက်ချေတဲ့နီးစနစ်တွေလုပ်လို့ရတယ်အဲ့လိုနဲ့သွားလို့မရဘူးဆိုရင်တော့ဒီဘိုက်ရေပြားနေတစ်ဆင့်အဲ့တဲကြေလမ်းကြောင်းထဲအထိတဲကြေပြုံကြည့်လို့ရတဲ့မှန်ပြောင်းထည့်ပြီးတော့တဲကြေတဲတွင်တဲကြေပြုံတွေကကြောက်တွေကိုခြေဖို့အတွက်ကြိုးစားလို့ရတယ်အဲ့ဒီမှာမအောင်မြင်ဘူးဆိုရင်တော့လည်းခွဲထုတ်ဖို့ကြောက်ကိုဖယ်ထုတ်ဖို့ပြီးတော့တဲကြေပြုံနဲ့အောက်ကစီးဆင်းမှုမကောင်းတဲ့နေရာရဲ့အပေါ်ကတဲကြေပြုံနဲ့နောက်ဦးနဲ့ဆက်ပြီးတဲ့ခွဲစိတ်မှုတွေလုပ်ဖို့လမ်းညွှန်ကြတယ်အဲ့ဒီမှာကြောက်ခြေတဲ့နေရာမှာလဲဓာတ်ရိုက်တဲကြေပြုံတွေကိုကြည့်ပြီးတော့ကြောက်ကိုဓာတ်ရိုက်သွားကြည့်ပြီးတော့ခြေတဲ့နီးစနစ်တွေရှိတယ်အဲ့ဒါတော့ကျွန်တော်တို့နိုင်ငံမှာရင်းတွင်ကျဲမသုံးနိုင်သေးဘူးပြီးတော့ကြောက်ကဓာတ်ကြီးနေဆိုကြောက်ကိုခြေဖို့အတွက်အတန်လှိုင်းနဲ့ဟိုကြောက်ကက်ရဲ့ကြောက်တွေကိုခြေတဲ့နီးစနစ်လိုပဲ ESWL လို့ခေါ်တယ်အဲ့လိုအတန်လှိုင်းနဲ့ခြေလို့တော့ရတယ်အဲ့နီးစနစ်တော့မြန်မာနိုင်ငံမှာသိပြီးတွင်ကျဲမသုံးသေးဘူးကျွန်တော်တို့ကတော့အများစု ERCP လို့ခေါ်တဲ့တဲကြေလမ်းကြောင်းမှန်ပြောင်းတဲ့တစ်ဆင့်ပဲထုတ်လို့ရအောင်ကြိုးစားပြီးထုတ်နေတဲ့အနေအထားရှိတယ်။ကြောက်2 cm ဝန်းကျင်ဆိုရင်တော့ကျွန်တော်တို့ထုတ်လို့ရတာများတယ်ပေါ့နော်။2 cm ထက်ကြီးတယ်ဆိုရင်တော့နည်းနည်းထုတ်ရတာခက်မယ်။အရင်ဆုံးခြေဖို့အရင်လောက်ရမှာ။ဟုတ်ပြီ။သဲတွင်းသဲကြေပြုံကြောက်ကိုကုသမှုဆက်ပြီးပြောရရင်ဒီမှာအသဲတွင်းကသဲကြေပြုံကကင်ဆာပါရှိနေသလားဆိုတဲ့ဟာမှာကင်ဆာရှိရင်အဲ့ဒီကင်ဆာကုသမှုကိုဆက်သွားပါပေါ့နော်။ခုနဟာနဲ့ဆင်ပါတယ်ခုနပြောခဲ့တာနဲ့ဆင်ပါတယ်အသေးတွင်းသေးကြေပြုံကကင်ဆာမရှိဘူးဆိုရင်အသေးကျုံနေပြီလားအဲ့ဒါဆိုရင်အဲ့ဒါကိုဖြတ်ထုတ်ဖို့လုပ်မယ်အသေးတော့မကျုံဘူးလက္ခဏာရှိသလားအဲ့ဒီသေးကြေပြုံကကျင်းနေရပဲဖြစ်ဖြစ်ဒါကြီးကျဲနေရပဲဖြစ်ဖြစ်ရှိသလားအဲ့လိုဆိုရင်တော့ကြောက်ကိုခြေဖို့ကြိုးစားရမယ်မှန်ပြောင်းစနစ်နဲ့ဖြစ်စေအဲ့ဒီရေပြားကနေတစ်ဆင့်ခါတဲ့အသေးလမ်းကြောင်းနဲ့ထိရအောင်လမ်းကြောင်းလေးနဲ့ဝင်ပြီးတော့တဲကြေပြုံနေရကြောက်ကိုခြေတာဖြစ်စေအဲ့လိုနီးစံနေလုပ်လို့ရတယ်အဲ့လိုမှမရဘူးဆိုတော့ဒါခွဲစိတ်မယ်တဲကြေအိမ်မှာဖြတ်ဖို့ထုတ်ဖို့လို့ရင်ဖြတ်ထုတ်မယ်တဲကြေပြုံကိုကြောက်ကိုဖယ်ထုတ်ဖို့တဲကြေအသေးတွေကတဲကြေပြုံနေရကြောက်ကိုဖယ်ထုတ်ဖို့ပြီးတော့အဲ့ဒီတဲကြေပြုံနဲ့ဦးနဲ့ဆက်ခဲဖို့လိုမျိုးတွေလမ်းညွှန်တယ်အဲ့ဒီကျင်းတာတွေမရှိဘူးလက္ခဏာလည်းမရှိဘူးဆိုရင်တော့စောင့်ကြည့်ရမယ်လမ်းညွှန်ချက်စောင့်ကြည့်ရမယ်ဆိုပြီးတော့လမ်းညွှန်တာကိုတွေ့ရအခုကျွန်တော်တင်ပြသွားတာတွေကတော့သဲကြေအိတ်ကြောက်
တဲကြေပြွန်ကြောက်စစ်ဆေးနီးကုသနီးတွေကိုအသေးစိတ်ဆွေးနွေးပေးသွားတာဖြစ်ပါတယ်ဒီအချက်လက်တွေရဘုဒ္ဓတူဝါရမယ်လို့ယုံကြည်ပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ